တော့ဒီစလဲဆိုလို့ရှိရင်တော့ဒီကချက်3ချက်လောက်နဲ့ကျွန်တော်တို့ပြည်ပြီးစမ်းစစ်ကြည့်ပါနိုင်ငံရေးကျင်းသားတွေရဲ့လွတ်မြောက်လာမှုချင်းတွေနောက်သတင်းမီဒီယာတွေရဲ့လောက်ပြောင်လွတ်လပ်စွာနော်ဟိုလွတ်လပ်ခွင့်ရလာနိုင်တယ်ဆိုတဲ့အချင်းတွေနောက်တစ်ခုကပြည်သူတွေအားလုံးနိုင်ငံရေးမှာဘယ်လောက်တိအောင်ပါဝင်နိုင်ခွင့်ရှိတယ်လဲဆိုတဲ့အချင်းတွေ3ရက်နဲ့ပဲတိုင်းမယ်ဆိုလို့ရှိရင်တိတ်စင်ရဲ့ဒီမိုကရေစီဆိုရလည်းပဲပြောရက်သားဆိုလဲဆိုရပြောဆက်အာဏာရှင်စနစ်ကိုဆက်ပြီးကောင်းတဲ့ပုံမဲ့တိတ်စင်ဆိုရလက်အောက်မှာလက်ထက်မှာဘာမှနိုင်ငံရေးတိုးတက်မှုရှိဘူးဆိုတာတော့ကျွန်တော်ကိုယ်ဝင်နေဖြေရှားကြအောင်တွေ့နေရပါတယ်ဒီလားဆိုလို့ရှိရင်လည်းသမိုင်းဝင်ကျွန်တော်7 July ဟိုတောင်းတာလှရှားမှုတွေနောက်အာဇာနည်ခေါင်းဆောင်ကြီးတွေကြာဆုံးသွားတဲ့19ရက်ဒီတိုင်း19ရက်လောဟာမျိုးတွေရှိခဲ့တဲ့လားပါတောင်းတာစိတ်သက်သမဂစိတ်သက်ကိုပြင်းမှတ်ကြောက်တင်ခဲ့တဲ့လားအာနာရှင်ရဲ့ပြုတ်တပကံကိုတဘာဝကိုပြင်းပြခဲ့တဲ့လားအာဇာနည်ခေါင်းဆောင်ကြီးတွေအာနာအတွက်ဆိုလို့ရှိရင်ကျန်းဖက်လက်နက်ကိုအသုံးပြုတယ်ဆိုတော့ကျွန်တော်တို့တန်ဝင်ကယူရမယ်ဘုံကယူရမယ်ဖြစ်တယ်အများကြီးရှိခဲ့တာဖြစ်ပါတယ်ဒီကနေ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့မှာကျွန်တော်စကားနည်းနည်းပြောချင်ပါတယ်ဒီခန်းနာတော့ကျွန်တော်မလုပ်တော့ပါဘူးဒီကမှာခန်းနာတွေညားနေတဲ့အတွက်ကြောင့်မလို့ဘာလို့တော့မြန်မာပြည်ထဲမှာကျွန်တော်တို့နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ဒီကလာတီရောကြေးတောင်တွေထဲမှာရောအပြင်ထဲမှာရောအမှန်တန်စူးစမ်းနေကြတာပါဒီလိုစူးစမ်းမှုတွေကြောင့်လည်းကျွန်တော်မြန်မာနိုင်ငံဟာစန္ဒာရှင်စနစ်ကလွတ်မြောက်ပြီးတော့ဒီမိုကရေစီနိုင်ငံဖြစ်ရမယ်ဆိုတဲ့အချက်တွေအများကြီးရှိပါတယ်အဲ့ဒီတစ်ချက်ကတော့ကျွန်တော်အကျယ်တွင်းရှင်းပြတင်ပါတယ်အဲ့ဒီချက်ကဘာလဲဆိုတော့ဗမာပြည်ထဲမှာဒီမိုကရေစီလှုပ်ရှားနေတဲ့အင်အားစုတွေရဲ့တတိယတိနဲ့ဇွဲလုံနာဝရိယတွေပါပဲကျွန်တော်တို့88အရေးတော်ကြီးနဲ့ဒီခါလဲပေါ်ပေါက်လာခဲ့တဲ့ချင်းတစ်ပုတ်ရှိပါတယ်ကဘာမကြေဘူးဆိုတဲ့ချင်းထဲမှာကျွန်တော်တို့ဒီအားလုံးမှာပါပါလိမ့်မယ်နှံ့ယူပါလိမ့်မယ်အာဇာနည်တွေနေတဲ့တိုင်းပြည်ကျွန်တော်တို့ဗမာနိုင်ငံဟာအာဇာနည်တွေနေတဲ့တိုင်းပြည်ကိုပြောမယ်ဆိုလို့ရှိရင်ဒီမှာမြင်မှာမဟုတ်ပါဘူးကျွန်တော်တို့နိုင်ငံဟာကျန်တဲ့နယ်ပယ်တွေမှာနောက်ဆုံးတွေရောက်နေတဲ့အလယ်တက်မှာရှိပေမဲ့သမိုင်းတစ်လျှောက်မှာကျွန်တော်တို့အမျိုးသားလွတ်မြောက်ရေးဒီမိုကရေစီရေးငြိမ်းချမ်းရေးတွေအတွက်စားဆောင်ရတဲ့တိုက်ပွဲဝင်တဲ့အခါမှာသက်တွေဘဝတွေကိုလေးပြီးတော့ပြည့်စက်သွားတဲ့အာဇာနည်အရေးအတွက်ဆိုတဲ့နယ်ပယ်မှာဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာနိုင်ငံဟာထိတ်ဆုံးအောင်ရှိနေမယ်ဆိုတာကျွန်တော်တို့ပြောရပါတယ်အဲ့လိုဘာလို့အာဇာနည်တွေတို့ကျွန်တော်နိုင်ငံပေါ်ပေါက်ခဲ့တယ်လဲကျွန်တော်နိုင်ငံဟာမှန်တရားလွတ်လပ်ခွင့်တရားမျှတမှုတွေမရှိခဲ့တဲ့အတွက်ကြောင့်မလို့အဲ့ဒါတွေရောက်ဖို့အတွက်စူးစမ်းလှုပ်ဆောင်ရင်းနဲ့အာဇာနည်ဆိုတာတွေးကောင်းနေတာပေါ်ပေါက်လာတယ်မှန်တရားလွတ်လပ်ခွင့်တရားမျှတမှုတွေကိုကျိုးပန်းတဲ့နေရာမှာဒီလမ်းခဏလေးရှိပါတယ်အချိန်အားဖြင့်ဒီနည်းကလက်နက်ကိုအင်အားဖြင့်နဲ့အသုံးပြုပြီးတော့ကျန်းဖက်ပြီးနေနေတဲ့အားဖြင့်ဒီလိုလိုပဲလက်နက်ကဆွဲပြီးတော့တင်တယ်ခုခံတွန်းလှန်နေပြီနောက်ဒီကတော့လက်နက်ကိုကျန်းဖက်လက်နက်ကကျန်းဖက်ပြီးတော့ပြီးနေချုပ်ကျတဲ့အဲ့ဒါမှဝါဒီတွေကိုကျန်းမဖက်လက်နက်နဲ့ရင်းချမ်းစွာတွန်းလှန်နေပြီအဲ့ဒီမှာကျန်းဖက်တဲ့အဓမ္မဝါဒီတစ်ဖက်တွေကိုဓမ္မဆိုတဲ့တရားကိုပဲနည်းနည်းအဖြစ်နဲ့ကင်ဆွဲပြီးတော့အောင်ဝဲရတဲ့အထိဆွဲမနစ်ဆွဲရှိလုံးလာမလျှော့ပဲနဲ့တတိရှိပြတ်သားသားခံယူပြီးတော့ခုခံတွန်းလှန်တိုက်ပွဲဝင်သွားတဲ့နိုင်ငံရေးအင်အားစုဟာကျွန်တော်မြန်မာနိုင်ငံမှာဒီနေ့ဒီချိန်ခါအထိအောင်ရှိနေသေးဆိုတာကျွန်တော်မြင်ရပါလို့ခေတ်ကလေးကကျွန်တော်တို့တမိုင်းမှာကြည့်ခဲ့တာကောင်းဆုံးဥပမာပြမယ်ဆိုလို့ရှိရင်ဆရာတော်ဦးဝိဇာရအကျဉ်းတော်ထဲမှာလွတ်လပ်ခွင့်နဲ့တရားမျှတမှုတွေအတွက်116ရက်လုံးလုံးဆောင်ရင်းပယ်တဲ့နီးနဲ့တော်လန်တိုက်ပွဲဝင်သွားခဲ့တယ်သူ့ရဲ့ခံယူချက်ယုံကြည်ချက်ကိုအသက်နဲ့လဲပြီးတော့အကျဉ်းဘက်ငြိမ်းချမ်းစွာတိုက်ပွဲဝင်သွားတဲ့ဆရာတော်ဦးဝိဇာရဟာကျွန်တော်ဗမာပြည်သူတွေအတွက်ဆိုလို့ရှိရင်တော့ကဘာတီတွေလမ်းပြပေးနေတယ်ဒူဝင်ကြကြီးပါအဲ့လိုပဲဆရာတော်ဦးဝိဇာရလိုပဲကျမ်းမဖက်ငင်းချမ်းစွာတော်လန်နဲ့တိုက်ပွဲဝင်ခဲ့တဲ့လှုပ်ရှားမှုကြီးဟာဦးနေဝင်းအုပ်ချုပ်တဲ့1980ဝန်းကျင်လောက်မှာကိုကျိုးမှာဖြစ်ခဲ့ပါတယ်ကိုကျိုးမှာနိုင်ငံရေးကျင်းသားတွေကိုဦးနေဝင်းကကြိုးပို့တဲ့အခါမှာနိုင်ငံရေးကျင်းသားတွေကတွန်းချက်သိမ်းရေးဆိုတဲ့တောင်းဆိုခြင်းနဲ့စာငတ်ခံဆန္ဒပြတိုက်ပွဲဝင်ခဲ့ကြပါတယ်ဆရာတော်ဦးဝိဇာရတော်မှာနွားနိုစာအားနဲ့ရွေးခဲ့တယ်တွန်းတိုက်ပွဲမှာရှိခဲ့တဲ့နိုင်ငံရေးကျင်းသားတွေကတော့
ကြီးရလွဲပြီးတော့ဘာမှစားမတော့ပဲနဲ့လက်ဆော့တိုက်ပွဲဝင်ခဲ့ပါကျမ်းမဖက်ငင်းငင်းနဲ့နီးနဲ့တိုက်ပွဲဝင်ခဲ့ပါဒါကြောင့်မလို့လေ39ရက်မြောက်တဲ့နေ့မှာပထမဆုံးကျင်းသားကြောက်ကြာဆုံးသွားပါအဲ့နောက်ပိုင်းလဲကျင်းသားတွေနိုင်ငံရေးကျင်းသားတွေကြာဆုံးမှုကတဖြည်းဖြည်းနဲ့များလာတာနောက်ဆုံးဥနေဝင်းကနိုင်ငံကျင်းသားတောင်းဆိုတဲ့ကျုံးဖြတ်သိမ်းစနစ်ကိုသဘောတူပါမယ်လို့ပြောလိုက်ရတဲ့53ရက်မြောက်သွားတဲ့နေ့မှာကြာဆုံးသွားတဲ့လူက10ယောက်ဖြစ်သွားပြီ။ဒါတော့ဗာလဲဆိုတော့ကျန်းဖက်ငင်းငင်းစွာတော်နိုင်တဲ့မိမှာမိမိရဲ့အသက်ကိုလက်နဲ့အဖြစ်နဲ့အသုံးချပြီးတော့တော်လန်တိုက်ပွဲဝင်တာအပြောင်မဆုံးအမြင့်မြတ်ဆုံးဂုဏ်ယူစရာအကောင်းဆုံးဆိုတဲ့နည်းလမ်းဖြစ်တယ်ဆိုတာကိုနောက်ကျွန်တော်တို့မူနာယူဖို့ကျွန်တော်တို့ဖြစ်ပါတယ်။အဲ့လိုပဲအဲ့တုန်းကကျင်းသမား30နိုင်ငံကျင်းသား30တို့မှရှိတဲ့လူကလည်းအာဇာနည်တွေ10ယောက်ပေါ်ခဲ့တယ်ကျန်တဲ့လူတွေကလည်းအသက်ဆုံးမှဆက်လက်တိုက်ပွဲပုံမှာဆိုတဲ့စိတ်ဓာတ်တွေကိုင်ဆွဲပြီးတော့တော်လှန်ခဲ့တဲ့အကြောင်းမလို့အာနာရှင်ဥနေဝင်းတို့တော့မှနိုင်ငံကျင်းသားတွေကိုရှုံးပေးခဲ့ရတဲ့ဒါတွေကကျွန်တော်ရှိခဲ့ပါတယ်။ဒါပေမဲ့နောက်တော့နာဘာခင်မှာဆိုလို့ရှိရင်88နောက်ပိုင်းမှာနိုင်ငံရေးလှုပ်ရှားတဲ့လူတွေနဲ့88ရှေ့ပိုင်း62ဥနေဝင်းတို့ခင်မှာမဆလာခင်မှာတော်လှန်ခဲ့နိုင်ငံလှုပ်ရှားသူတွေရဲ့နည်းနည်းပြောကြပုံမှာတော့88နောက်ပိုင်းမှာနိုင်ငံရေးလှုပ်ရှားတဲ့ပို့ပြီးတော့တတိရှိတာပို့ပြီးတော့ရဲဝတ်လာပို့ပြီးတော့ပြတ်သားလာပို့ပြီးတော့ရည်ရည်ချက်နေတာပဲလို့ကျွန်တော်တို့ဒီလိုမျိုးဖြစ်တော့ကတော့ကျွန်တော်ခံယူချက်ယုံကြည်ချက်နဲ့နိုင်ငံရေးကိုလုပ်တယ်ဒါပေမဲ့လုံခြုံရေးကိုလည်းအဓိကထားပြီးတော့လုပ်ရမယ်ဆိုတဲ့ခံယူချက်ရှိတဲ့ကြောင့်ဘလို့ဖန်ခံရဖို့50နိုင်ငံရေးလုပ်တယ်ဆိုတာ50ရာခိုင်နှုန်းဒီအားမျိုးနဲ့လုပ်ခဲ့တာကိုကျွန်တော်သုံးသပ်ပြရဆက်နောက်ပိုင်းမှာကြတော့နိုင်ငံရေးလှုပ်ရှားတဲ့လူတွေဟာအချိန်မီဖန်ခံရမယ်ဖန်မတည့်အသက်ဆုံးရှုံးရမယ်လက်လွတ်နိုင်တော့မှဘောဂပြရတယ်ဒုက္ခရောက်နေတယ်မိသားစုတွေဆွေမျိုးတွေအန်ရဲ့ပေးကံနိုင်ရမယ်အပြည့်ရဲ့သားနဲ့ကိုမိတို့ရုပ်ပြည့်ရုပ်ထိုက်လုပ်ရမယ့်အရာတွေလှုပ်ရှားမှုတွေကိုတက်သားမကြောက်ဝင်းရောလုပ်ခဲ့တာဒီပဒံမှာပုံယူခွေတာကောင်းတယ်လက်တန်ချီးကျူးခွေတာကောင်းတယ်လို့ရတယ်ကျွန်တော်တို့တစ်ထဲမှာကြင်လာတဲ့ဓာတ်ပုံပိုင်းရှင်းနေမာပြီးမှရှိတဲ့1990ရောက်တော့နိုင်ငံရေးကျင်းသားတွေဒီမှာလုပ်နေတယ်အာနာရှင်စနစ်ကိုဆက်ပြီးတိုက်ပွဲဝင်နေတဲ့လူတွေဟာအဲ့ဒီ state အဲ့လိုခံယူချက်တွေနဲ့လုပ်နေတာအောင်ကျွန်တော်တို့ညနေပြီးတော့ဒီလိုလားဘုံတို့တို့ဒီပါနေလို့ဖြစ်ပါဦးမေဝကမှလည်းနိုင်ငံကျင်းသားဆိုတာကထောင်ချခံရတယ်9နှစ်9နှစ်အများဆုံး7နှစ်ဒီနာဘာဖြစ်မှာကြတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲနေဆုံးက14နှစ်နှစ်20နှစ်40တောင်းတော့ကောင်းတယ်65နှစ်ချန်တိုင်းသားကောင်းတော့ဆို95နှစ်နှစ်100ကျော်ဘာကလာတောင်းတာလူငယ်လေးတယောက်ဆိုလို့ရှိရင်ပြားနဲ့3နှစ်အဲ့လိုချတယ်ဒါပေမဲ့ဒါတွေကိုတိတိပြီးနဲ့ညာပြည်သူအကျိုးအတွက်ကျွန်တော်တို့ပြည်သူတွေရဲ့အကျိုးအတွက်လုပ်ပြီးလုပ်ခိုက်လုပ်ကြမယ်အောင်ရေးတဲ့လူကိုဆက်ချက်သားအာဇာနည်စိတ်ဓာတ်နဲ့လုပ်ဆောင်သွားအကြောင်းလေအောင်ဆန်းစုကြည်ကအရှိမအာဇာနည်ကိုကောင်းအဲ့ဒီအာဇာနည်အဲ့ဒီစိတ်ဓာတ်ရှိတဲ့လူတွေရဲ့ခံယူချက်ယုံကြည်ချက်တွေကိုအတူယူနမူနာယူကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ဝိုင်းဝန်းပို့ပြီးတော့ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာနိုင်ငံဟာနည်းနည်းဒီမိုကရေစီကိုရမယ်လူ့ခွင့်တွေပြည့်ဝရမယ်အမှန်တရားတွေကိုပြည့်ပြည့်ဝခံစားရမယ်တရားမျှတမှုတွေပေါ်ထွန်းလာမယ်လွတ်လပ်ခွင့်တွေကျွန်တော်တို့မြန်မာပြည်တနန်တရားရလာမယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ဒီနေ့21ရက်နေ့ဟာပြည်တော်ကျောင်းသားခေါင်းဆောင်ကိုလေးကိုပေါင်းပြီး78လို့တဲ့ကျောင်းသားခေါင်းဆောင်တွေနဲ့နိုင်ငံရေးကျင်းသားတွေအားလုံးလူမျိုးရေးတောင်းဆိုဆန္ဒပြပွဲဖြစ်ပါတယ်30ရက်နေ့မှာလည်းကျွန်တော်တို့ဒီခွင့်ရုံးရှိမှာ3